ကဘာပေါ်မှာရေဒါမှာမပေါ်တလို့ဖြစ်အောင်ဒီဇိုင်းလုပ်ထားတဲ့စစ်သင်္ဘောတစ်စီးရှိတယ်ဆိုတာသိပါသလားအဲ့ဒီစစ်သင်္ဘောကတော့ American ရဲ့အဆင့်မြင့်ဆုံး stealth စစ်သင်္ဘော USS Zombo ပါဒီစစ်သင်္ဘောဟာအရှည်183မီတာရှိပြီးအရွယ်အစားကြီးပေမဲ့ရေဒါမှာတော့9ဖက်လေတစ်စီးလိုပဲပေါ်ပါတယ် Electric Propulsion System တုံးထားလို့အတန်တစ်ပြီးအနာဂတ်မှာ laser weapon နဲ့ railgun တွေတပ်ဆင်နိုင်အောင်ဖန်တီးထားပါတယ်crew အရေးအတွက်က150လောက်ပဲလိုတာကြောင့်အခြား destroyer တွေထက်အလိုအလျောက်စနစ်တွေပိုများပါတယ်။အခြားစစ်သင်္ဘောတွေကရှေ့ဘက်ပိုးကျဲပေမဲ့ USS Zombo ကတော့ရှေ့ဘက်ကိုအနောက်ဘက်ထက်ပိုသေးအောင်ဒီဇိုင်းလုပ်ထားပါတယ်။ဒီဒီဇိုင်းကို Temple Home Hull လို့ခေါ်ပြီးလှိုင်းကြီးတဲ့ပင်လယ်မှာပါ stealth ကိုထိန်းနိုင်အောင် radar reflection ကို short ချကိုရည်ရွယ်ထားတာပါ။အော်ဘိုးကောင်းတာကဒီစစ်သင်္ဘောတစ်စီးကို$4 billion ကျော်ကုန်ကျခဲ့တာပါ။ဒါကြောင့်မဲ USS Zombo ကိုအနာဂတ်စစ်သင်္ဘောလို့ခေါ်ကြတာဖြစ်ပါတယ်။သင်ဘလို့ချင်းလဲဒီလို stealth စစ်သင်္ဘောတွေကအနာဂတ်စစ်ပွဲတွေကိုပြောင်းလဲနိုင်မလား